ဒီစကားကိုကြိုက်လို့လေမှတ်စုထဲမှာမှတ်သားထားပါအသုံးတဲ့သူများအတွက်လည်းပြန်ပြီးတော့ပြောပြလိုက်လူတယောက်ကိုအတိဖြစ်ဖို့ရည်စက်လိုပါလူတယောက်ကိုနားလေဖို့ဆိုရင်စိတ်ရှိဖို့လိုတယ်လူတယောက်ကိုအနိုင်ယူဖို့ဆိုရင်ဉာဏ်ပညာလိုတယ်လူတယောက်ရဲ့အတွင်းစိတ်ကိုပိုင်ပိုင်နိုင်နိုင်ရကျင်တော့စိတ်သဘောထားကြီးခြင်းနဲ့ခွင့်လွှတ်တတ်ခြင်းလိုပါလိမ့်ဘဝဆိုတာပင်ပန်းနေအခုမပင်ပန်းရင်နောင်ပို့ပြီးပင်ပန်းဘဝဆိုတာဒုက္ခဖြစ်အခုဒုက္ခမရောက်ရင်နောင်ပို့ပြီးဒုက္ခရောက်ပင်ပန်းဘူးမှသာအားလက်ခြင်းကိုခံစားတတ်တယ်ဒုက္ခရောက်ဘူးမှသာပျော်ရွှင်ခြင်းရဲ့အနှစ်သာရကိုသိရှိကြရတယ်ယုံကြည်မှုကိုရခြင်းရိုးသားဖို့လိုပါလိမ့်ရိုးသားမှုကိုရခြင်းလက်တွေ့ကြဖို့လိုလိမ့်လက်တွေ့ကြနေတဲ့ချိန်တော့မိမိကိုမိမိအစစ်အမှန်နဲ့အသက်ရှင်ရပ်တည်တတ်ဖို့လည်းလိုပါလိမ့်လူအများကိုချစ်တတ်တဲ့လူဟာလူအများရဲ့ချစ်ခြင်းကိုခံရပါတယ်သူများကိုလေးစားတဲ့သူဟာသူများရဲ့လေးစားခြင်းကိုခံရပါတယ်တကယ်ချင်းကောင်းဆိုတာတင့်ရဲ့အတိတ်ကိုနားလည်တယ်တင့်ရဲ့အနာဂတ်ကိုယုံကြည်တယ်တင့်ရဲ့ပြစ္ဆုတ်ပံကိုနားလည်ခွင့်လို့ပေးတဲ့ဖြစ်တယ်ဘဝရဲ့နှစ်သာရဆိုတာတင်းနောက်ဆုံးဘာကိုရလိုက်တယ်လေအပေါ်မမိတီးပါဘူးတင်းဘယ်ရာဒီအပေါ်မှာစူးစမ်းအားထုတ်ခဲ့တယ်လေအဲ့ဒီအပေါ်မှာလုံးဝမိတီးနေပါဒီလိုနေခြင်းနဲ့ငိုသိတဲ့အခါမှာတဝါဝါရည်သိတဲ့အခါမှာတဟာဟာပြောတဲ့အခါမှာဝင်ဝင်လှုပ်တဲ့အခါမှာစိတ်နှစ်ကိုနှစ်တင်းအောင်မြင်သွားပြီဆိုရင်လေချွန်နေတော့မှအမှန်တရားကိုခြုံပြနေတင်းကြဆုံးနေတဲ့အချိန်မှာတော့တင်းအမှန်တရားကိုပြောနေရတော့မှတင်းလေရွှီးနေတာပတ်စံဆိုတာအတွင်းကန်ဝစ်စားနေစင်တယ်ရှိနေဖို့လိုတယ်ပြနေစရာမလိုဘူးကြောင်ဟာငါ့ကိုကြိုက်တယ်ရေထဲမစင်ရင်ငါဟာတီကောင်ကိုကြိုက်တယ်ကုန်းပေါ်တက်လို့မရဘူးလောကကြီးကဒီလိုပါပဲအစွဲမတ်စရာတွေအများကြီးပေးထားတယ်လွယ်လွယ်နဲ့တော့မရဘူးလွယ်လွယ်ကူကူနဲ့ကိုယ့်ရင်တွင်းကအနာကိုသူများကိုမှတ်လက်ပြပါနဲ့လူအကြောင်းသိဖို့ခက်ခဲလို့တော့ပါဘသူတွေကတင့်ကိုစေးထည့်ပေးမယ်ဘသူတွေကတင့်ကိုစားနဲ့ငရုတ်သီးဖြူးပေးမယ်ဆိုတာကိုလေခံမှန်းရတာခက်ခဲလို့ပါဗျ